အားလုံးပဲမိလာပါဒီနေ့မှာတော့ကျွန်တော်တို့ကုမ္ပဏီကပြင်ဆင်ပေးထားတဲ့မရန်ကုန်မြို့နယ်မှာရှိတဲ့ furniture project လေးကိုလိုက်ပြပေးမှာဖြစ်ပါတယ်ဒီအိမ်မှာတော့ကျွန်တော်တို့6ထပ်တောင်ရှိတယ်တလွှာကို kitchen တွေ wardrobe တွေပြီးတော့ basin counter တွေနဲ့ AD မှန်တွေပါရှိရပဲဖြစ်ပါတယ်လောလောဆယ်တော့ကျွန်တော်အောက် ground မှာ kitchen asset ကြီးကိုအရင်လိုက်ပြပေးပါမယ်ကျွန်တော်နဲ့ like ခဲ့ပါဦးကျွန်တော်တို့ဒီ ground မှာရှိတဲ့ kitchen asset လိုက်ကြီးကိုတော့ကျွန်တော်အရင်ပြပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ basin ပေါ့နော် basin ရှိရယ် basin ဘေးမှာကျတော့ကျွန်တော်ဒီ အန်ဆွဲ3ခုရှိပါတယ်အန်ဆွဲရေအကုန်လုံးကလည်းကျွန်တော်တို့ဒီ hydraulic အန်ဆွဲရှောက်လမ်းကိုအသုံးပြုပေးထားတာဖြစ်ပါတယ်ဒီမှာအပေါ်မှာပေါ့နော်အပေါ်မှာဆိုရင်ကျွန်တော်တို့ဒီ glass door frame တွေထည့်ထားတယ်ကျွန်တော်ဒီထဲမှာတော့ open shed တွေဖြစ်တဲ့အတွက်ကျွန်တော် 80 street တွေပေါ့နော်အဓိက80 street တွေထည့်ပြီးတော့မှအသုံးပြုပေးထားတယ်ဒါပေမဲ့မီးကတော့ joint board လေးလိုသေးတော့ထွန်းထားလို့မရသေးလို့ပေါ့နော်ကျွန်တော်ဒီဘက်မှာဆက်ပြပေးမယ်ဒီမှာတော့ကျွန်တော်တို့ဒီသမင်းချက်ဖို့ဟင်းချက်ဖို့ကျွန်တော်မီးဖို့ရှိတယ်ဒီမီးဖို့ကတော့ကျွန်တော်တို့လျှက်စစ်နဲ့သုံးတဲ့မီးဖို့ဖြစ်ပါတယ်ဒီမှာတော့အညှော်ဆုပ်မဲ့အညှော်ဆုပ်ချက်တွေရှိတယ်ကျွန်တော်တို့ခွာလိုက်လို့ရှိရင်လည်းပြန်ပိတ်ကမှာဖြစ်တဲ့အတွက်အလုံးမပြီးသေးတော့မခွာတော့ပဲမပြတော့ဘူးเนาะဒီမှာတော့ open နေရာလေးတွေမှာကျွန်တော်တို့ဒီလိုအပ်ရင်လိုအပ်တဲ့နေရာလေးတွေပေါ့เนาะကျွန်တော်ထည့်ပြီးတော့မှ space နေရာလေးတွေရအောင်လို့ open shed ကလေးတွေရှိမှာပေါ့ဒီကောင်ကကြတော့နည်းနည်းထူးဆန်းတာကြတော့သူက kitchen က height လဲမြင့်တဲ့အတွက်ကျွန်တော်တို့ဒီအပေါ်မှာတော့တွေ့လားမသိဘူးဗျအပေါ်မှာတကားနောက်ထပ်တစ်ခုရှိတယ်ကျွန်တော်တို့အဲ့ဒါကြတော့ကျွန်တော်မလိုတဲ့ပစ္စည်းတွေကျွန်တော်တို့ထည့်ပေါ့နော်လေကားလေးနဲ့တော့တက်ရမယ်ပေါ့နည်းနည်းမြင့်တယ်ဒီဘက်တောက်လျှောက်မှာလဲကျွန်တော်တို့ကဒီအကုန်လုံးကျွန်တော်တကားတွေကျွန်တော်ဒီမှာဒီ space တွေအများကြီးပဲရှိတာပေါ့နော်အပေါ်မှာလည်းထပ်ရှိသေးတယ်ဒီမှာတော့မီးဖို့ရဲ့အောက်ပေါ့နော်ဒီမီးဖို့ရဲ့အောက်မှာကျွန်တော် oven လေးတစ်ခုရှိတယ် oven ကကြတော့ကျွန်တော်ဒီဟင်းနှွှေးရတယ်မုတ်ဖုတ်တာတွေလုပ်လို့ရတယ်ပေါ့နော် oven ကော microwave ကောအသုံးပြုလို့ရတဲ့ဟာလေးထည့်ဆင်ပေးထားတယ်ကျွန်တော်ဒီဘက်ချမ်းပေါ့ဒီဘက်အချမ်းမှာじゃဘာလုပ်မှာလဲဆိုတော့သူကအဝတ်လျှော်ဆက်ထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာအဝတ်6ဆက်ပေါ့နော်နှစ်ခုဒီနေရာနှစ်ခုထည့်မှာပေါ့ကျွန်တော်ဒီဘက်မှာလဲကျွန်တော်ဒီဘက်ကဒီအလဲမှာပေါ့နော်ကျွန်တော် gas အိုးတွေထားလို့ရမယ်နေရာတွေတခြားပစ္စည်းကြီးကြီးမားမားတွေဆိုရင်ဒီမှာ space ကအကြီးရှိတော့ထည့်လို့ရတယ်ပေါ့နော်ကျွန်တော်အတွင်းထဲမှာဆိုလဲမမြင်တဲ့ပစ္စည်းတွေထည့်ထားလို့ရတယ်ကျွန်တော်ဒီဘက်မှာဒီမှာတော့ကျွန်တော်တို့ရေခဲတစ်တာရှိပါမယ်ရေခဲတစ်တာပစ္စည်းမချသေးပါဘူးရေခဲတစ်တာထူတော့ပေါ့နော်နှစ်ဖက်ဖွင့်တာရှိမယ်ပြီးတော့အပေါ်မှာတော့သူ့မှာ glass door frame နဲ့ကျွန်တော် glass ကို aluminum glass door frame ကိုကျွန်တော်ဒီ gray အောင်ပေါ့နော် gray အောင်အဖြော့မှန်ကိုထည့်သွင်းပြီးတော့အသုံးပြုပေးထားပါတယ်သူ့မှာ 80 straight တွေလည်းပါတယ်ပေါ့ကဲကျွန်တော်ထူးထူးခြားခြားပြချင်တာလေးတစ်ခုကကြတော့ဒီမှာပါကျွန်တော်တို့ဒီဟိုပါပေါ့ဘားကောင်တာသဘောမျိုးလေးလောက်ထားတာဖြစ်ပါတယ်ကောင်တာရဲ့အကျယ်က3ပေလောက်ရှိတယ်ဒီအပေါ်မှာတော့ကျွန်တော်တို့အဆက်ရာတွေမပေါ်တဲ့solid surface ကိုကျွန်တော်တို့ထည့်ပြီးတော့မှအသုံးပြုပေးထားတာပဲဖြစ်ပါတယ်သူ့ရဲ့အပေါ်မှာတော့ဘာရှိလဲဆိုတော့ hollow frame ကိုကျွန်တော်တို့ဒီဂိုးခုတ်တင်ပေါ့နော်ဒါမှုတ်ဆေးနဲ့ပေါင်းဆေးနဲ့ကျွန်တော်တို့ပေါင်းပေးထားတဲ့ကျွန်တော် wine sin ပေါ့ဒါ wine sin လောက်ခေါ်ပါတော့ကျွန်တော်ဒီမှာ plane တွေမှောက်ရက်လေးထားလို့ရမယ်ပြီးတော့သူ့အပေါ်မှာတော့ကျွန်တော်တို့ဒီ glass door aluminum ကို HM လေးခင်းပြီးတော့မှကျွန်တော်တို့တင်ပေးထားတယ်သူ့ပေါ်မှာဆိုတော့ကျွန်တော်တို့ wine plane နဲ့ဖြစ်ဖြစ်အရက် plane တွေပဲဖြစ်ဖြစ်အကုန်လုံးတင်လို့ရတယ်ပေါ့ဗျာဒါတွေအကုန်ရှိမယ်ကျွန်တော် ਨੇ အပေါ်ထက်ကိုတစ်ချက်လိုက်ကြည့်ပေးပါအောင်ဒါကတော့ကျွန်တော်တို့ပထမဓာတ်ပေါ့နော် first floor ဖြစ်ပါတယ်ဒီမှာတော့loft furniture တွေရောက်နေပြီပေါ့နော်ဒါတွေအကုန်လုံးကကျွန်တော် blanker ကရင်ပြီးတော့မှဒီ ancient ကိုကမှာထားရဖြစ်ပါတယ်ကျွန်တော်တို့ဒီ dining table တွေကလည်း blanker ကပဲဖြစ်ပါတယ် blanker ကလည်းကျွန်တော်တို့အတိကုန်ပြီပဲသူ့မှာတော့ဒီတစ်သားနဲ့ပတ်သက်တဲ့ပစ္စည်းတွေတော်တော် quality ကောင်းပြီးတော့မှ polish သားတွေဆိုလဲဘာမှပြောစရာမလိုဘူး ancient တော်တော်များများလည်းသိတဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်ဗျဒီဘက်မှာတော့ကျွန်တော်တို့ရဲ့ဒီ kitchen counter furniture ရှိပါတယ်ဗျဒီမှာတော့ကျွန်တော်တို့ဒီနေရာမှာအရင်တော့တိုင် collar တိုင်းပေါ့နော် collar တိုင်းကိုလည်းဖျောက်တဲ့သဘောနဲ့ကျွန်တော်ဒီမှာအနောက်မှာကျတော့ဒီစောက်ကတော့တိန်တာပေါ့နော်ဟိုဘက်ကကြည့်ရင်တော့စောက်နဲ့တယ်ပေါ့အဲ့ဒါကိုဖျောက်ထားတဲ့ဆိုတော့စောက်တိန်နေတိန်တော့မှဒီမှာ cabinet သဘောမျိုးလေးလောက်ထားတယ်ဆိုတော့ဒီတော့ RC collar တိုင်းလည်းပျောက်သွားတော့ပိုလှသွားတာပေါ့ဗျာသူ့မှာလည်းကျွန်တော်တို့ဒီ furniture တွေမှာတော့ decorate ပေါ့နော် decorate laminate ကိုအသုံးပြုပေးထားတယ်ဒီနေရာမှာဆိုရင်တော့ကျွန်တော်တို့ open shed လေးရှိတယ်ဒီမှာတော့မီးဖို့နဲ့မီးဖို့ဒီမှာကျတော့ဟိုရှိရပေါ့နော်မီးဖို့ရဲ့အောက်မှာလည်း space တွေမလွတ်သွားရအောင်ကျွန်တော်တို့ဒီအန်ဆွဲလေးတွေတက်ပေးထားပါအန်ဆွဲတွေအကုန်လုံးကလည်းကျွန်တော်တို့ဒီ so club ပေါ့နော်ကျွန်တော်တို့အန်ဆွဲhydraulic ပါအန်ဆွဲကိုအန်ဆွဲရှောက်လမ်းကိုအသုံးပြုပေးထားတာပေါ့နော်ဒီဘက်မှာတော့မီးဖို့သူ့ရဲ့ counter top တွေအကုန်လုံးကိုလည်းကျွန်တော်တို့က quest stone ကိုပဲအခင်းခင်းပေးထားတယ်အခုနောက်ပိုင်းမှာကျတော့ဒီ kitchen counter တွေမှာ quest stone တွေကအခင်းများတယ်ပြီးတော့နောက်တစ်ခုကကျတော့ solid surface ပေါ့နော် solid surface ရှိတယ်ဒါပေမဲ့ solid surface ကကျတော့အဆက်မပေါ်ဘူးဈေးတော့နည်းနည်းလေးပိုများတယ်ပေါ့နော်ကဲဒီဘက်မှာကျတော့ basin counter ရှိပါတယ်basin counter တော့ကျွန်တော်တို့အောက်မှာကဒီမှာ
wish တွေလည်းကျွန်တော်တို့ဒီတက်ဆင်ထားတယ်ပေါ့နော်တက်ဆင်ပြီးတော့သူကဘာတွေကျွန်တော်တို့အားသာချက်နဲ့လုပ်ပေးထားလဲဆိုတော့ဒီ basin counter တွေအကုန်လုံးကို kitchen တွေမှာဆိုရင်ကျွန်တော်တို့ကPVC ဘုတ်ကိုပေါ့နော်ကျွန်တော်တို့အသုံးပြုပေးထားတယ်အဲ့တော့ basin မှာရေကျတဲ့ဟာတွေဆိုလဲရေဆိုလဲသူကရေဆိုခံတဲ့ပစ္စည်းဖြစ်တဲ့အတွက်kitchen counter မပျက်စီးတော့ဘူးဗျာဒီဘက်မှာလဲကျွန်တော်တို့ဒီအန်ဆွဲ3ခုရှိတယ်အန်ဆွဲ3ခုရှိတယ်ပေါ့နော်ရှိတယ်ဒီဘက်မှာတော့ကျွန်တော်တို့ဒီရေခဲတစ်တာနဲ့ကျွန်တော်တို့အဝတ်လျှော်ဆက်ထားမယ့်နေရာလေးပေါ့ဒီနေရာလေးကတော့ကျွန်တော်တို့အဝတ်လျှော်ဆက်ထားမယ်ဝတ်လျှော်ဆက်ထားပဲဒီမှာတော့ open နေရာလေးဖြစ်တဲ့အတွက်ပစ္စည်းတွေပဲထားလို့ရတယ်ပေါ့နော်ဒီမှာကျတော့ကျွန်တော်တို့ရေခဲတစ်တာထားမယ့်နေရာပဲဖြစ်ပါတယ်ဗျဒီမှာပေါ့နော်ရေခဲတစ်တာထားမယ့်နေရာဒီဘက်မှာလည်းကျွန်တော်တို့က space လေးလွတ်ပြီးတော့ပို့လာတဲ့အခါကျတော့ဘာလုပ်လိုက်လဲဆိုတော့ဒီနေရာတွေပေါ့နော်ဒီနေရာတွေကိုကျွန်တော်တို့ဒီမှာရှက်ကလေးတွေကိုအဝိုင်းနဲ့ထည့်ပေးလိုက်တယ်ဒါတွေကတော့ဒီဇိုင်းမှာတော့မပါဘူးပေါ့ကျွန်တော်တို့ထည့်ပေးခြင်းအားဖြင့်အင်ရှင်အနေနဲ့ဒီမှာထည့်သုံးပြီးတော့အလှပစ္စည်းလေးတွေထားလို့ရတယ်အသုံးဝင်သွားတာပေါ့ဗျာကျွန်တော်ဘေးစင်ရှိတဲ့အခန်းလေးကိုကျွန်တော်လိုက်ပြပေးမယ်ဒါကတော့သူတို့ရဲ့ master bedroom အခန်းလေးပေါ့နော်ဒါတော့ကျွန်တော်တို့အပေါ်ထက်ပေါ့နော် master bedroom လေးပဲဖြစ်ပါတယ် master bedroom လေးက band WC ပေါ့နော်ဒီမှာတော့ကျွန်တော် shower stand လေးတက်ဆင်ထားတယ်ဒီနေရာပေါ့ဒီနေရာမှာကျတော့ဒီဟိုရေချိုးတဲ့နေရာနဲ့ basin နဲ့ခါတဲ့ aluminum ကျွန်တော်ဒီ glass တစ်ခုပါမယ်ပေါ့နော်အဲ့ဒါလေးကမတက်ဆင်ရသေးဘူးဒီမှာတော့ကျွန်တော်တို့ကဘာရှိလဲဆိုတော့ basin counter ရှိပါတယ် basin counter အခြေက9ပေလောက်ရှိရတယ်ဗျသူကတော့ကျွန်တော်တို့ဒီမှာ PVC ဘုံနဲ့ပဲအသုံးပြုပေးထားတယ်ဒီဘက်ကောပေါ့နော်ဟိုဘက်မှာတော့ open နေရာလေးတစ်ခုရှိတယ်ဒီမှာတော့ကျွန်တော်တို့ basin ကြတော့အတင်ပေါ့နော် basin အတင်လေးကိုထည့်ပြီးတော့အသုံးပြုပေးထားတယ်။ကဲဒီမှာတော့ကျွန်တော်တို့ 1C8 furniture accessory ပစ္စည်းဆိုင်မှာဝယ်ယူလို့ရရှိနိုင်တဲ့ LED mirror တွေပဲဖြစ်ပါတယ်ဗျ။ဒီ mirror တွေကသူ့ site နဲ့ပုံမူတည်ပြီးတော့မှလိုချင်တဲ့ပုံစံဒီဇိုင်းကိုလည်း customize မှာလို့ရပါတယ်။ကဲကျွန်တော်နဲ့အပေါ်နောက်တစ်ထပ်ကိုတွားကြည့်မယ်ဗျ။ကျွန်တော်တို့ဒါကတော့နောက်တစ်ထပ်ဖြစ်ပါတယ်နောက်တစ်ထပ်ကလည်းကျွန်တော်တို့က kitchen ကတော့အတူတူပဲပေါ့နော်ဒီဘက်မှာကျွန်တော်တို့အောက်ထပ်ကပြောခဲ့တဲ့အတိုင်းပဲဒီနေရာတွေမှာ time space လေးတွေလည်းတခါတည်းခြံပြီးတော့မှလုပ်ပေးထားပါပေါ့နော်ဒီမှာလည်း question ပဲခင်းပေးထားတယ်ဒီမှာလည်း space နေရာတွေရှိရပါပေါ့နော်မိဖို့နဲ့ဟိုbrand တော့နည်းနည်းလေးခွဲထားတယ်ပေါ့နော်ဒီမှာပြီးတော့ basin လည်းရှိသေးတယ် basin ကလည်းကျွန်တော်တို့ဒီအောက်ထပ်နဲ့မတူဘူးပေါ့နော် basin နဲ့ steel အမားလာလေးတုံးထားတယ်ဒီဘကအန်ဆွဲတွေမှာတော့ကျွန်တော်တို့ဒီမှာဇွန်းထည့်လို့ရတဲ့ဟာလေးရှိရပါတော့ဇွန်းထည့်ဇွန်းထည့်တဲ့ဟာလေးပေါ့နော်အဲ့ဒါလေးရှိတယ်ဒီဘက်မှာလည်းကျွန်တော်တို့ကဒီရေခဲတစ်တာထားမယ့်နေရာပြီးတော့ဒါအဝတ်လျှော်ဆက်ပေါ့နော်အဝတ်လျှော်ဆက်ထားမယ်ဒီနေရာတော့ပစ္စည်းတွေတင်လို့ရမယ့်နေရာပေါ့နော်အဲ့ဒါလေးရှိမယ်ဒီဘက်မှာလည်းကျွန်တော်အောက်ထပ်ကအတိုင်းပဲကျွန်တော်ဒီ open shed နေရာလေးပေါ့နော်အဝိုက်ကလေးလုပ်ပေးထားပါကျွန်တော်ဒီခန်းထဲမှာလည်းအောက်ထက်က basin counter လေးနဲ့အတူတူပဲပေါ့နော်အတူတူပဲ basin တွေလည်းအတူတူပဲပြီးတော့ counter လည်းအတူတူပဲသူတို့မတူတာလေးတစ်ခုရှိရတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီ LED mirror လေးပဲဖြစ်ပါတယ် LED mirror ကကျွန်တော်တစ်ချက်ပြပေးမယ်ဒါကကြတော့ကျွန်တော်တို့ဒီအနောက်ကထွက်တဲ့ backlight လို့ခေါ်တာပေါ့နော်ဟိုအောက်ကမှန်ကြတော့ကျွန်တော်ဒီနေရာမှာအဖြူလိုင်းလေးတွေတွေ့မှထင်ပါတယ်အဲ့နေရာကိုထွက်ပြီးတော့မှသူကအရှိကိုထွက်တဲ့ light ပေါ့နော်ကျွန်တော် LED mirror မှာလည်းကျွန်တော် color အနေနဲ့ဆိုရင်တော့3မျိုးတောင်ရတာပဲဖြစ်ပါတယ်1နဲ့3မျိုးပေါ့နော်ကျွန်တော်3မျိုးရရှိရမှန်နေပဲဖြစ်ပါတယ်အခုပြသွားတဲ့ project လေးကတော့ကျွန်တော်တို့ကုမ္ပဏီရိုင်းပြီးတော့မှ furniture ဘိုင်းတွေဆောင်ရွက်ပေးခဲ့တဲ့ project လေးပဲဖြစ်ပါတယ် construction လုပ်ငန်းတွေကိုတော့ Mika ရဲ့ကုမ္ပဏီနဲ့ကျွန်တော်တို့ဆောင်ရွက်ပေးပြီးတော့မှ furniture တွေ decoration တွေကိုတော့ handcraft ကုမ္ပဏီနဲ့ဆောင်ရွက်ပေးတာပဲဖြစ်ပါတယ် furniture accessory ပစ္စည်းတွေကိုစုံလင်နဲ့လိုချင်နေဆိုရင်တော့ 1C8 furniture accessory shop လေးရှိပါတယ်ကျေးဇူးတင်ပါတယ်နိုင်လင်းစောပါMega Art, Construction and Decoration.